What you like. What you like. What you like. ကိုကတရားရောက်ကိုတခုခုစားကြတာတောက်ချင်တာမိတဲ့အခါသုံးတယ် Would you like something to drink မင်းတခုခုတောက်ချင်လား Would you like ချင်လား something တခုခု to drink တောက်ရန်တောက်ဖို့ဒါဆိုရင် Would you like something to drink မင်းတခုခုတောက်ချင်လားဒီလိုဖြစ်လာတယ်နော် drink တောက်စရာဆိုရင် coffee ရှိမယ် tea လက်ဖက်ရည်ရှိမယ် water ရေရှိမယ် juice ဖြိုရည်တစ်မျိုးမျိုးရှိမယ် Would you like something to drink မင်းတခုခုတောက်ချင်လားဆိုတာက coffee tea ဒီလိုမျိုးနာမည်တက်ပြီးမေးတာမဟုတ်ဘူးတခုခုဆိုတဲ့ something နဲ့မေးတာ by name တက်ပြီးမေးချင်တယ်ဆိုရင် would you like plus noun နောက်ရဲ့ရှေ့မှာ countable noun ယူတက်လို့ရတဲ့ noun ဆိုရင် an တခုခုပါရတယ် uncountable noun ယူတက်လို့မရတဲ့ noun ဆိုလို့ရှိရင် some ထည့်ပေးရတယ် Would you like a coffee မင်း coffee တောက်ချင်လား a coffee ဆိုတာက a cup of coffee တစ်ခွက်ကိုပြောတာအတူသုံးလိုက်တာတစ်ခွက်နှစ်ခွက်ဆိုတာကရေတွက်လို့ရလို့ coffee ရဲ့ရှေ့မှာ a သုံးတယ် a coffee တစ်ခွက် Would you like some water မင်းရေတောက်ချင်လား water ရေကရေတွက်လို့မရတဲ့ noun နာမို့လို့ရှိမှာsome သုံးရတယ်။ စမ်းရဲ့အတွေ့အကြုံကအနှဲငယ်နဲ့နဲ့စကားပြောရင်ချောအောင်လို့စမ်းကိုအနှဲငယ်နဲ့နဲ့ဆိုပြီးတော့ထည့်ပြီးတော့မပြောကြဘူး။ရေးတဲ့ခါမှာတော့ထည့်ပြီးတော့ရေးရတယ်။ Would you like some milk မင်းတို့တောက်ချင်လား။တစ်ခွက်လို့ပြောချင်ရင်တော့ Would you like a glass of milk မင်းတို့တစ်ခွက်တောက်ချင်လား။ Would you like some bananas မင်းငပြောသည်စားချင်လား။ Bananas ကကြတော့ plural countable nouns အများရေတွက်လို့ရတဲ့ noun ဖြစ်လို့သူ့ရဲ့ရှေ့မှာ some ထပ်သုံးတယ် some ကို uncountable noun ရေတွက်လို့မရတဲ့ noun နာမည်ဖြစ်တဲ့ milk sugar rice water juice တို့နဲ့လည်းတွဲသုံးတယ်လို့ apples cookies ဒီလိုအများကိန်းရေတွက်လို့ရတဲ့ plural countable nouns တွေတွဲပြီးတော့သုံးတယ်